YouTube channel ကညီကိုတွေအားလုံးပဲမင်္ဂလာပါ John Performer ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ညမှာကံမဲ့ဂျာမန်ဘိုနာဒီကာပွဲစဉ်တွေပွဲဖြစ်တဲ့ Dortmund နဲ့ Frankfurt ပွဲစဉ်လေးကြောင့်ကိုကျွန်တော်သုံးသပ်ရွေးချယ်ပေးသွားမှာလည်းဖြစ်တယ်ဗောနော်ရွေးချယ်မသုံးသပ်ပေးခင်မှာတော့မနေ့ကတော့ကျွန်တော် Aston Villa နဲ့ Nottingham Forest ပွဲစဉ်မှာတော့ကျွန်တော် Aston Villa body ပေးရမှာတော့ဒါဒီ YouTube channel မှာရော Telegram channel မှာရောအောင်မြင်မှုရရှိခဲ့တယ်ဗောနော်ပြီးတော့မနေ့ကကျွန်တော်မြန်မာ3ကွက်ထွက်ရှိရမှာတော့ဒါဗောနော်ဒါနှစ်ပွဲနိုင်ပြီးတော့ဒါပြ30ဒါခက်စပယ်လေးပွဲလာအောက်ပေးရမှာတော့ချက်တာဒုနဲ့ပေးရမှာတော့ပြ30ဆိုတဲ့ပလက်180ထွက်ခဲ့တယ်ဗောနော်ယာဒီတွေကလီဂျီငါးလေးပြီးဖို့ကလည်းတိတ်မလို့တော့ဘူးနှစ်ပတ်ကျော်3ပတ်လောက်တာလိုတော့အတွက်ကျွန်တော်ရဲ့ဒီနေ့ပါဗောနော်ဒါမန်မာလာဝင်ရဲ့ညီကိုတွေရှိတယ်ကျွန်တော်အထူး special မန်မာ package လေးတစ်ခုလုပ်ထားတယ်ဗောနော်ဒီလီပွဲတွေအားလုံးပြီးတဲ့ Champions League ဘောလုံးပွဲ Europa League ဘောလုံးပွဲ Conference League ဘောလုံးပွဲအပါအဝင်ဒီလီပွဲစစ်အားလုံးကိုကျွန်တော်ပေးသွားမယ်အဲ့ဒီ package လေးကတော့ကျွန်တော်ချီမှာတသိန်းကျပ်နဲ့လာရောက်ဝင်လို့ရတယ်ပေါ့နော်ဒါပွဲစဉ်တွေ league ပွဲတွေအားလုံးပြီးရသည်ဘိုင်ယိုလေးမှာကျွန်တော်ရဲ့နံပါတ်တင်ထားတယ်ဘိုင်ဘာနံပါတ်ဆိုရင်တော့9983339လာရောက်ဆက်သွယ်မင်းမြန်းနိုင်တယ်ပေါ့နော်โอเคစလိုက်အောင်ဒေါမွန်နဲ့ Frankfurt လက်ရှိဖွင့်လှစ်မှုအနေထားကိုကြည့်ချင်ရပြီးဒေါမွန်က1+40 3-90ဆိုပြီးဖွင့်လှစ်ထားတယ်ဒီဖွင့်လှစ်မှုအနေထားကိုကြည့်ချင်ရပြီးမနေ့ကကျွန်တော်တို့ဘီလာနဲ့ Nottingham Forest ဖွင့်လှစ်မှုနဲ့အနေနဲ့တူညီနေတဲ့အနေထားကိုတွေ့ရပြီးတော့ဂိုးပေါင်းကတော့ကွာဟသွားတယ်ပေါ့နော်ဒါဒီနေ့ကျွန်တော်တို့ဒီ total 1ထုတ်ပတ်အနေထားကိုတော့ကြည့်အချင်းအဖြစ်ဒေါမွန်က W1 ထုတ်ပတ်အနေထားကိုကြည့်ပြီးတော့ကြည့်ခဲ့မယ်ဆိုတော့ဒေါမွန်ကအနိုင်ဆိုတော့ဘောတော့ဒါ1.80ရရှိ1.80ရရှိမဲ့အနေထားကိုတွေ့ရပြီတေထိုးကွက်အနေထားကိုကြည့်ရပြီ4.55ဆိုတော့အနေထားတစ်ခုမှာတော့ဒီနေ့ပွဲစဉ်မှာတော့တေကြဖို့ဖြစ်နိုင်ပွဲနဲ့အလွန်နဲပါတဲ့အခြေအနေကိုလည်းကျွန်တော်တွေ့ရတယ် W2 ထိုးကွက်အနေထားမှာတော့50နီးပါးလောက်ပေးထားတဲ့အနေထားတစ်ခုမှာတော့ Frankfurt ကဒေါမွန်ကိုပြန်နိုင်ဖို့အနေထားမရှိတဲ့အနေထားတွေကိုလည်းဘူဂီရီယာဖွင့်လင်ထားတဲ့အပြန်အလှန်သွင်းကိုကြည့်ချင်းအဖြစ် Bordeaux score ရက်ထိုးကွက်မှာတော့ဒါ 1.40 ဆိုတဲ့အနေထားတစ်ခုမှာတော့ဒီပွဲစဉ်ကလည်း Frankfurt ကလည်းဂိုးရချေရှိတဲ့ဂိုးရချေရှိတယ်ဆိုတဲ့သဘောကိုစောင့်ထားတဲ့အနေထားတွေလည်းကျွန်တော်တွေ့ရတယ်ဒါပေမဲ့ဒေါမွန်က DRD အိမ်ကွင်း16ပွဲကြရမှာတော့သူဘောနော်သူ12ပွဲနိုင်2ပွဲတေချာ2ပွဲရရှုံးနေတာလေဒါဘိုင်းလေးအတင်းပြီးွားရင်တော့အိမ်ကွင်းအကောင်းဆုံးအတင်းထဲမှာပါဝင်တယ်လို့ကျွန်တော်မြင်မိတယ်အိမ်ကွင်းမှာဆိုတော့ယာဂိုးကအင်ဝင်းရကိုကဒါပေါ့နော်များပြားပြီးတော့14ကိုတာသူခွင့်ပြုထားတဲ့ဒေါမွန်ရဲ့ခန့်စစ်ကဒီယာဒီမှာအကောင်းဆုံးနေထားလို့တော့ကျွန်တော်မြင်မိတယ်ပေါ့နော်အင်ဝင်းမှာဆိုတော့ဒါခန့်စစ်အလွန်ကောင်းမွန်တဲ့အတင်းလို့တော့ပြောလို့ရတယ်39ဂိုးထိလည်းပါဝင်ပတ်သက်ထားတယ်ဒါကြောင့်မလို့ဒေါမွန်ရဲ့တိုက်စစ်မှာဂိုးရပြီးတော့ဂိုးပြန်ပေးဖို့ဆိုတာတိတ်မဖြစ်နိုင်တဲ့အခြေအနေတွေလည်းဖြစ်မြင်မိရပါတော့ Frankfurt ရဲ့ DRD အဝေးကွင်းစမ်းဆောင်ကိုကျွန်တော်တို့ကြည့်ချင်းအပြင် Frankfurt က16ပွဲကမှာ4ပွဲနိုင်တယ်9ပွဲရှုံး9ပွဲပြေးကြတယ်5ပွဲရှုံးတယ်တော့ရာကို30ရရှိထားပြီးခွင့်ဂိုးက35ဂိုးပြန်ခွင့်ပြုထားတယ်သူ့ရဲ့ခန့်စစ်ကရုံရွက်နေတဲ့အနေအထားကိုတွေ့ရတယ်လက်ရှိအဆင့်8ပေါ့နော်ဒါဥရောပဝင်မှုတနေရာရဖို့အတွက်ကတော့ Europa League နဲ့ Champions League ကမမီနိုင်တော့တဲ့အနေအထားတစ်ခုကိုလည်းတွေ့ရတယ် Conference League တော့မှသူ Frankfurt တို့ဒါ Frankfurt တို့ Stuttgart တို့နဲ့လူနေရအနေထားကိုကျွန်တော်မြင်တွေ့ရတယ်နော်ဒါကြောင့်မလို့ဒီဒေါမွန်နဲ့ Frankfurt ပွဲစဉ်မှာတော့နော်ဘူကီရီရဲ့ဖွင့်လှစ်မှုအနေထားကိုကြည့်ချင်အဖြစ်ဘူကီရီကဒီနေ့မှာတော့ဒေါမွန်ဘက်ကိုဖွင့်ပေးထားတဲ့အနေအထားတွေလည်းကျွန်တော်တို့တွေ့ရတယ် head to head နောက်ဆုံးဒါဘောနော်၄ချိန်လောက်မှာလဲဒေါမွန်က3ဘောနော်ဒါအတာစီးရထားတဲ့အနေအထားတွေလည်းကျွန်တော်ထပ်ပြီးတွေ့ရတယ်ပထမကျော် Frankfurt အိမ်ကွင်းမှာတော့3-3ဆိုတော့ရလက်ထပ်ပေါ်ခဲ့ပြီးတော့အဲ့ဒီပွဲမှာလည်းအပြန်လည်အတွင်းဂိုးတွေနဲ့ဘောနော်နောက်ဆုံးအချိန်ပိုထိဒါဘောနော်3-3ကြောင်ကန်ခဲ့တဲ့အသင်းတွေလည်းဖြစ်တယ်ဒါကြောင့်မလို့ဂူရာစီဥဆောင်လာမဲ့ဒေါမွန်ရဲ့တိုက်စစ်ကိုခန့်စစ်ရွနေတဲ့ Frankfurt အသင်းကခံနိုင်ရရှိမယ်လို့တော့ကျွန်တော်မမြင်မိဘူးဒါကြောင့်မလို့ဒေါမွန်နဲ့ Frankfurt ပွဲစဉ်မှာတော့ကျွန်တော်ကတော့ဒေါမွန် body ကိုလာချိန်နေတတ်တယ်ပေါ့နော်ပြီးရင်တော့ကျွန်တော် YouTube channel ကို subscribe လုပ်ထားညီကိုရှိတော့ subscribe လုပ်ထားပါခေါင်းလောင်းလေးကိုနှိပ်ပြီးတော့ဒါကျွန်တော် video တင်တိုင်းအလွယ်တကူသိအောင် subscribe လုပ်ထားပါလို့ကျွန်တော်ဘက်ကတောင်းဆိုချင်တယ်ပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ကတော့ဒါဂျွန်ဖြစ်ပါတယ်